ကင်းပြည်နယ်လိုင်းဝဲမြို့နယ်နယ်စပ်နေရာမှာအခြေစိုက်တဲ့နေကြားဆောင်တပ်ဖွဲ့ဝင်10ဦးဟာဇူလိုင်လ28ရက်နေ့ကကင်းအမျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မ9ထံသို့လာရောက်ပူးပေါင်းခဲ့ကြပါတယ်နေကြားဆောင်တပ်131နဲ့တိုက်ရင်တက်ခွဲတက်မှတက်ကြကြီးစောတိကျူဦးစီးတဲ့တပ်ဖွဲ့ဝင်10ဦးဟာနေကြားဆောင်တပ်အနေနဲ့ဆက်လက်တောင်းဝန်ထမ်းဆောင်လို့စိတ်မရှိတာကြောင့် KNL နဲ့အခုလိုလာရောက်ပူးပေါင်းတာဖြစ်တယ်လို့စောတိကျူကပြောပါတယ်။ဒါပြောရမှာဘာထောက်တာလဲ။ဒါမျိုးဘာလို့ကိုထောက်တာလဲ။ဟိုကကျင်းစီလေကျင်းငါတို့ PKP လို့မလို့ PKP တော့ဘာထောက်တာဘာလဲ။ဒါပြောရစီရတယ်ဘာလို့သိရတယ်ဘာတော့ပြောလို့တော့ဒီညာတာရပူပါအဲ့ဒီနေကြစောင့်တပ်ဖွဲ့ဝင်10ဦးမှာတကြကြီးတီကျူဒုတကြဖားဆွဲတကြဖားနုံနဲ့တပ်သားတွေဖြစ်ကြတဲ့ဒီတိုဖောကလူဒီကွီဒူဝါတာဘလက်အခုမောင်တန်းတို့ဖြစ်ကြပါတယ်သူတို့နဲ့အတူ AR6 လက်မဂ္ဂဇင်း24ချ AR ဆက်လက်တလက်မဂ္ဂဇင်းတစ်ချ79တလက်ကြီးအလုံး20 AK တလက်မဂ္ဂဇင်း2ချ equipment 5စုံစကားပြောစနှလုံးပါရှိတယ်လို့သိရပါတယ် KNL နဲ့လာရောက်ပူးပေါင်းတဲ့အဲ့ဒီနေကြစောတော့တပ်ဖွဲ့ဝင်တွေဟာအစိုးရကိုပြန်လည်တော်လှန်ခုခံဖို့အလုံးစိတ်အားထက်သန်လက်ရှိတယ်လို့ပြောကြပါတယ်။ဘာလဲလက်တီပါလေကိုယ်နဲ့လေသုံးသမီးဟိုလည်းနေတဲ့မူကြီးတမေအခုကလည်းပြောမှာဘာလာတော့ဖွဲ့ခဲ့ဒီခါရပြရအောင်ကမြာတဲ့ကခါပြအောင်အခုရောက်ရှိလာတဲ့ BGF တပ်ဖွဲ့ဝင်10ဦးနဲ့မှာ4ဦးမှာအသက်မပြည့်သေးတဲ့ကလေးစစ်သားတွေဖြစ်ကြတဲ့အတွက်2ဦးနှစ်ဖက်ညှိနှိုင်းတိုင်ပင်ပြီးတော့အဲ့ဒီကလေးစစ်သားတွေရဲ့ရှေ့ရေးကိုအကောင်းဆုံးစီစဉ်ဆောင်ရွက်သွားမယ်လို့ KNL တပ်မခွန်ရုံးထိုင်မှုဗိုလ်မှူးစောအဲစစ်ဆက်က KIC ကိုပြောပါတယ်လက်တီKB လီတော့ဝဲနာဖာတော့ခရိုမဲဟိစုနေကလေး BGF တွေနာဖာတော့ခရိုမဲဟိစုနေကလေးခုနေနာဖာနဲ့ကဖော်ခိတဲ့ကနေလောလေခုစုပါမာရောစုပါအခုနေဝဲတဲ့နေကမာရောဘာလေဖုဒူဖုတာတီရချစ်တဲ့နေကိုချီရနေချီခုနေအဝဲတဲ့နေရတဲ့ကောတာဝီလီယမ်ဟာနေတဲ့ကောမြို့ကျော်ပါတိတူသူတကယ်ကိုဝါပါနည်းလေပကရမပါသူပူကလာနေအကြတဲ့ဘာလင်းတူခုပွဲလား KNL တပ်မခွန်မှာအခုလဇူလိုင်လအတွင်းနေကြားစောင့်တပ် BGF 26ဦးလက်နက်ခဲယမ်းအပြည့်စုံနဲ့အတူလာရောက်ပူးပေါင်းခဲ့ရာအဲ့ဒီထက်မှာတပ်ကြကြီး4ဦးပါဝင်တယ်လို့ KNL မှတ်တမ်းရသိရပါတယ်ခင်ဗျာ